မင်္ဂလာပါပြောရမယ်ဆိုရင်ပေါ့နော်လောကမှာလေဝတ်ကလေးသူ့အတူနဲ့လေးနေတာပါပဲကိုကဘာမှမလုပ်လဲသူဝတ်လဲနေတာကိုတိတယ်ဒါပေမဲ့လည်းပေါ့နော်ဟိုနေရှိတဲ့ရက်တောင်လာသေးတာပဲမလင်းနင်းဘာလုပ်နိုင်လို့လဲဆိုတဲ့ပုံစံမျိုးလာချိုးလို့ပေါ့နော်အဲ့ဒါကိုမကြည့်နဲ့တာအဲ့ဒါကိုပြောရမယ်ဆိုရင်နော်အဲ့တော့ကိုကအတူရှိနေတဲ့နေရာတွေကိုတီးလို့ကိုလိုက်တော့လဲပတ်ပြေးတာပဲဆိုတော့ကိုဘာမှလုပ်လို့မရဘူးလीနော်အဲ့တော့အများကြီးစကားတွေမပြောချင်ဘူးကိုတရားဆွဲရင်လည်းကိုတရားဆွဲသူတရားဆွဲနေအပြန်လန်နေဖြစ်နေတရားရုံးသွားတာအချိန်ကြီးကုန်တော့ကိုဘာမှမလုပ်ချင်တာပေါ့နော်မိမချင်းချင်းဖြစ်တာတဲ့ကိစ္စတွေကိုဒီ online တွေပေါ်မှာပဲကိုပြန်ဖြည့်ရှင်းပေါ့နော်ပြောချင်တယ်အဓိကအဲ့တော့လိပ်စာလဲကိုရထားပြီးပြီကိုကနော်သူ့ရဲ့ရောက်ကမရဲ့အဲ့တော့နော်အဲ့တော့လိပ်စာလဲကိုရထားပြီးပြီဒီနေ့ပေါ့နော်ဒီနေ့ညနေဒီနေ့ညနေ9 နာရီလောက်ထိစောင့်မယ်ဆက်သွယ်ခဲ့ပြီဒီနေ့ညနေ9 နာရီလောက်ထိကိုဆက်သွယ်ပေးခြင်းမရှိဘူးဆိုရင်မိတ်တင်ကတရားစွဲတော့မှာတရားစွဲမှာနော်တရားစွဲလို့ရှိရင်ဘာလဲဆိုတော့အပြန်အလှန်နေလှုပ်ရွှေရှုပ်နေမှာဆိုလို့ကိုကမဆွဲသေးပဲနဲ့ကိုနေနေတာပေါ့နော်အဲ့တော့တရားစွဲတဲ့ခေါင်းစဉ်အောက်ကိုသွားလိုက်တော့မယ်ပေါ့နော်အဲ့တော့ညနေ9 နာရီထိစောင့်မယ်ဆက်သွယ်ခဲ့ပြီးပါ93295ကိုဆက်သွယ်ခဲ့ပြီးပါဆက်သွယ်ပေးခြင်းမရှိဘူးဆိုရင်တော့ကိုလည်းကိုမအဖြစ်ရှိတယ်ဆိုလည်းကိုထောင်ထဲသွားနေမှာပေါ့နော်ကိုရီးယားတော့လုံရရင်ခံရဲတယ်အဲ့တော့နော်ဇာလေးတွေထက်ကြည့်လိုက်တာပေါ့ကျေးဇူးတင်ပါတယ်ရှင်